လွန်ခဲ့တဲ့15နှစ်ကပေါ့မိခင်တဦးနဲ့သမီးငယ်လေးမင်မင်တို့ဟာလူမိုက်တွေရဲ့ဖမ်းဆီးခြင်းကိုခံနေရတာကြောင့်အသက်လုပြီးထွက်ပြေးနေကြပါတယ်အခြေအနေမဟန်တော့မှမိခင်ဖြစ်သူကလက်ထဲကလက်ကောက်လေးကိုသမီးငယ်လေးလက်ထဲထည့်ပေးပြီးအဝေးဆုံးကိုပြေးဖို့မှလိုက်ပါတယ်မင်မင်ဒီလက်ကောက်လေးကိုယူပြီးအဝေးဆုံးကိုပြေးပါမိမိကမင်းရဲ့အကို3ယောက်ကိုခေါ်ပြီးမင်းကိုလိုက်ရှာမှာပါလို့ပြောပြီးမိခင်ကသမီးလေးကိုအတင်းတွန်းလွှတ်လိုက်တာပေါ့သမီးလေးမင်မင်ကတော့မေမေသမီးမေမေကိုမခွဲချင်ဘူးသမီးကြောက်တယ်လို့ငိုယိုပြောပေမဲ့မိခင်ဖြစ်သူကတော့ညံ့ပြေးမင်းအကိုကိုသွားရှာဆိုပြီးအတင်းလွှတ်လိုက်ရတာပါမကြခင်မှာပဲမိခင်ဖြစ်သူကိုလူမိုက်တွေကဖမ်းမိပြီးရိုက်နှက်နေပါတော့တယ်အဲ့ဒီအချိန်မှာပဲအကို3ယောက်ဖြစ်တဲ့လင်ဘိုယူလင်ချူယွန်နဲ့လင်ချီယန်တို့ရောက်လာကြပြီးမဲ့နောက်ကျသွားခဲ့ပါပြီမိခင်ဖြစ်သူကတော့တားတွေကိုမင်းတို့ရဲ့ညီမလေးကိုရှာပြီးဗီယူဆိုင်ပေးကြပါလို့နောက်ဆုံးစကားဆိုပြီးပြေးဆုံးသွားခဲ့ပါတယ်အဲ့ဒီနောက်မှာတော့အိမ်တော်ထိန်ကျန်းကတခင်မလေးရဲ့ခြေရာကိုအမြန်ဆုံးလိုက်ရှာကြလို့အမိတ်ပေးလိုက်တာပေါ့ဒီလိုနဲ့ညာရင်းချင်းလမ်းဘေးမှာသတိလစ်နေတဲ့မင်မင်လေးကိုကျိုးမိသားစုကတွေ့ပြီးခေါ်သွားခဲ့ကြပါတယ်ဒါပေမဲ့မင်မင်လေးဟာကျိုးမိသားစုရဲ့တမီးရင်းကျိုးပွေရွှေရဲ့အစီခံဘဝနဲ့ကြီးပြင်းလာရတာပေါ့15နှစ်ကြာပြီးတဲ့နောက်မှာတော့မင်မင်ရဲ့အကို3ယောက်ဟာကြီးမားတဲ့အင်ပါယာကြီးတွေကိုတည်ထောင်ထားနိုင်ခဲ့ပါပြီ။အကိုကြီးလင်ဘိုယူကကုမ္ပဏီပေါင်း900ကိုဝယ်ယူပိုင်ဆိုင်ထားတဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးဖြစ်လာခဲ့တယ်။သူကမင်မင်အတွက်စီးပွားရေးအင်ပါယာကြီးကိုတည်ဆောက်ခဲ့တာပါတဲ့အကိုလက်လင်ချူယုံကတော့စစ်တပ်ရဲ့အထူးတပ်ဖွဲ့မှုတစ်ယောက်ဖြစ်လာခဲ့ပြီးညီမလေးမင်မင်အတွက်နေမြေပေါင်းထောင်ချီကိုတိမ့်ပိုက်ပေးထားခဲ့ပါတယ်။အကောင်ငယ်လင်ချီရန်ကတော့နာမည်ကျော်ဆရာဝန်တစ်ယောက်ဖြစ်လာခဲ့ပြီးညီမလေးမင်မင်အတွက်စိတ်ပညာရှင်တစ်ယောက်အနေနဲ့အသက်ပေါင်းများစွာကိုကယ်တင်ပေးနေတာပါ။သူတို့3ယောက်စလုံးဟာအတူတူလက်ကောက်လေးတွေကိုဝစ်ဆင်ထားကြပါတယ်။ဒီနေ့မှာတော့သူတို့3ယောက်စလုံးစီကိုဖုံးဖော်ဆိုမှုရောက်လာပါတယ်။အဲ့ဒါကတော့ညီမလေးမင်းမင်းကိုတွေ့ရှိပြီဆိုတဲ့သတင်းပါပဲ။ဒီသတင်းကြားတာနဲ့အကို3ယောက်ဟာချက်ချင်းပဲညီမလေးစီကိုပြေးလွှားသွားခဲ့ကြပါတယ်။ဒီအချိန်မှာတော့တကယ်မင်းမင်းဖြစ်တဲ့တူးဆောင်ရှိဟာဟိုတယ်မှာအခန်းတန်ရှင်းရေးလုပ်တဲ့အလုပ်သမားလေးတစ်ယောက်ဖြစ်အသက်မွေးဝမ်းကြောင်းပြုနေပါတယ်။သူမဟာချစ်သူဟောက်တုံးအတွက်ဝင်းကြီးလက်ဆောင်တွေကိုပတ်စံဆောင်နေတာပါ။ဒီနေ့မှာတော့သူမဟိုတယ်ခန်း8000ကိုရကို19ကိုတန်ရှင်းရေးလုပ်ဖို့သွားခဲ့ပါတယ်။ခန်းတကားဖွင့်လိုက်တဲ့အခါမြင်လိုက်ရတဲ့မြင်ကွင်းကြောင့်သူမရင်ကွင်းမတက်ခံစားလိုက်ရတာပေါ့သူမရဲ့ချစ်သူဟောက်တုံးနဲ့ကျိုးပွေရွှေတို့နှစ်ယောက်သားရေချိုးဝှစုံတွေနဲ့အတူရှိနေကြတာကိုတွေ့လိုက်ရတာပါကျိုးဆောင်ရှိကဟောက်တုံးရှင်ကျမညီမကိုဘာလို့တစ္ဆာပေါက်တာလဲလို့မေးလိုက်တဲ့အခါကျိုးပွေရွှေကကျိုးဆောင်ရှိနင်ကအချစ်မခံရတဲ့တရားတွေငါနဲ့ဟောက်တုံးကသာတကယ်အချစ်စစ်လို့ပြန်ပြောလိုက်ပါတယ်ဒါအပြင်နင်ကငါတို့ကျိုးမိသားစုလမ်းဘေးကကောက်ယူထားတဲ့ပုံပါနင်ကဘာလို့ငါ့ကိုအော်နေတာလဲလို့ကျိုးပွေရွှေကဆက်ပြောလိုက်တာပေါ့ကျိုးဆောင်ရှိကတော့ဟောက်တုံးကိုဟောက်တုံးရှင်ရောဒီလိုပဲထင်တာလားလို့မေးလိုက်ပါတယ်။ဟောက်တုံးကတော့နင်းမြင်သွားပြီဆိုတော့ငါဘာမှဖုံးကွယ်စရာမရှိတော့ဘူး။ငါကလင်မီသားစုစီကယင်းနှိမ့်ညွန့်ညံမှုတွေရထားပြီးအခုဆိုငါမှာတန်းရနဲ့ချီတဲ့ပိုင်ဆိုင်မှုတွေရှိနေပြီးနင်ကတက်တူတောင်မတက်ဘူးတဲ့တောသူမလေးတယောက်ပဲ။ငါနဲ့လုံးဝမထိုက်တန်ဘူးလို့ပြောပြီးကျိုးဆောင်ရှိကိုစော်ကားလိုက်တာပေါ့။ကျိုးဆောင်ရှိကတော့ရှင်တက်ကတူပြီးအောင်တက်နိုင်မှုစီးပွားရေးလုပ်နိုင်မှုကျမနေတိုင်းအလုပ်3မျိုးလုပ်ခဲ့ရတယ်။တခါတလေဆိုသမင်းတောင်ပေါင်းမစားရဘူး။ရှင်ကကျမပေးတဲ့ပတ်စံတွေနဲ့ကျမညီမနဲ့အခန်းယူပြီးဖောက်ပြန်တယ်ကျမနဲ့မထိုက်တန်ဘူးလို့ပြောရှင်လူရောဟုတ်သေးရဲ့လားလို့ငိုယိုပြီးပြောလိုက်တာပေါ့ကျိုးပွေရွှေကတော့နင်ကဘာလို့ညီမလဲနင်ကအဖေမရှိအမေမရှိတဲ့ခွေးမလေးတစ်ကောင်လေငါအမလုပ်ဖို့လဲနင်နဲ့မထိုက်တန်ဘူးတန်းရနဲ့ချီတဲ့ပိုင်ဆိုင်မှုရှိတဲ့ထောက်တုံးနဲ့လည်းနင်နဲ့မထိုက်တန်ဘူးလို့ပြောလိုက်ပြီးကျိုးဆောင်ရှိကိုရိုက်လိုက်တာပေါ့ထောက်တုံးကလည်းနင်ပတ်စံတွေယူပြီးထွက်သွားတော့လို့ပြောပြီးကျိုးဆောင်ရှိကိုပတ်စံတွေနဲ့ပြစ်ပေါက်ပြီးအခန်းထဲကနေမောင်းထုတ်လိုက်ပါတော့တယ်ကျိုးဆောင်ရှိဟာဘတ်စကာမှတ်တိုင်မှာတယောက်တည်းထိုင်နေပါတယ်သူမကဘသူကမှငါ့ကိုတကယ်မချစ်ဘူးလားလို့တွေးပြီးလက်ကောက်လေးကိုကြည့်နေတာပေါ့အဲ့ဒီအချိန်မှာပဲကျိုးပွေရွှေနဲ့လူမိုက်တွေရောက်လာပြီးအမကောင်းလေးနင်ပါလို့ဒီမှာတယောက်တည်းငိုနေတာလဲလို့တောင်းပြောင်လိုက်ပါတယ်ကျိုးဆောင်ရှိကတော့ကျိုးပွေရွှေနင်ရှက်စရာကောင်းလိုက်တာငါငငယ်ကလေးကနင့်ကိုအရာရာသိခံခဲ့တယ်ဘာလို့ငါချစ်သူကိုလူတာလဲလို့ပြောလိုက်ပါတယ်ကျိုးပွေရွှေကတော့နင်ကရှက်စရာကောင်းလိုက်တာငါတို့ကျုံမိသားစုကနင့်ကိုမကောက်ခဲ့ရင်နင်တင်နေလောက်ပြီးနင်ပိုင်ဆိုင်တဲ့အရာအလုံးကိုငါလိုချင်ရင်နင်ကငါ့ကိုပေးရမှာယောက်ျားတွေပါအပါဝင်လဲလို့ပြောပြီးလူမိုက်တွေကိုကျိုးဆောင်ရှိကိုဆွဲခေါ်ပြီးတစ်တော်တဲ့ကိုခေါ်သွားဖို့အမိန့်ပေးလိုက်တာပေါ့လူမိုက်တွေကကျိုးဆောင်ရှိကိုတစ်ပင်မှာကျိုးတုပ်ပြီးရိုက်နှက်နေကြပါတယ်ကျိုးဆောင်ရှိကတော့ဘာလို့ငါ့ကိုဒီလိုလုပ်တာလဲလွတ်ပေးပါလို့ခေါ်ဟစ်နေပါတယ်အဲ့ဒီအချိန်မှာပဲအကိုကြီးလင်ဘိုယူဟာသူ့ရဲ့ကားထဲမှာထိုင်နေရင်ရင်ဘတ်ထဲကနာကျင်မှုတစ်ခုကိုဒုတိယခံစားလိုက်ရပါတယ်သူကဘာလို့လဲဘာလို့ငါသူ့ကိုမြင်လိုက်တဲ့အခါရင်ဘတ်ထဲကနာကျင်ရတာလဲလို့တွေးလိုက်တာပေါ့အကို3ယောက်ဟာကျိုးဆောင်ရှိကိုကယ်တင်ဖို့ရောက်လာခဲ့ကြပါတယ်လင်ချူယုံကကျိုးဆောင်ရှိကိုလူမိုက်တွေလက်ထဲကနေကယ်တင်လိုက်ပါတယ်လင်ဘိုယူကတော့ကျိုးဆောင်ရှိရဲ့ခြေထောက်ပေါ်ကမွေးရပါအမှတ်သားကိုတွေးလိုက်ရပြီးအမလေးမမီရဲ့မွေးရပါအမှတ်သားနဲ့တူနေတာကိုသတိထားမိသွားပါတယ်ကျိုးဆောင်ရှိကကျမကိုကယ်တင်ပေးလို့ကျေးဇူးတင်ပါတယ်လို့ပြောလိုက်တဲ့အခါလင်ဘိုယူကကျွန်တော်တို့အရင်ကတွေ့ဘူးလားလို့မေးလိုက်ပါတယ်ကျိုးဆောင်ရှိကတော့ဘာလို့သူပေးတဲ့ခံစားချက်ကလွှဲထွေးပြီးရင်းနှီးနေရတာလဲလို့တွေးလိုက်တာပေါ့လင်ဘိုယူကအကိုကြီးသူမရဲ့ခြေထောက်ပေါ်မှာမင်းမင်းနဲ့တူတဲ့မွေးရပါမှတ်သားရှိတယ်။ညာဘက်မှာပဲလို့ပြောလိုက်ပါတယ်။လင်ဘိုယူကကျိုးဆောင်ရှိကိုဒီမွေးရပါမှတ်သားကငငယ်ကလေးကရှိတာလားလို့မေးလိုက်ပြီးသူမကိုရက်လို့ပြောလိုက်ပါတယ်
လင်ချီယန်ကလည်းအကိုကြီးသူမကကျွန်တော်တို့ရဲ့ညီမလေးပဲလို့မထင်ဘူးလားလို့ပြောလိုက်ပါတယ်လင်ဘိုယူကတော့ဖြေစမ်းဒီလူကဘာလို့ဒီလောက်ရန်လို့နေရတာလဲလို့မြင်လိုက်တာပေါ့အိမ်တော်ထင်းကျန်းကတခင်လေးကျွန်တော်တို့တခင်မလေးရဲ့အိမ်ရှိကိုရောက်နေပါပြီသူတို့ပြောင်းတော့မယ်လို့ကြားတယ်မြန်မြန်လောက်ကြရအောင်လို့ပြောလိုက်ပါတယ်ဒီအချိန်မှာတော့ကျိုးမိသားစုဝင်တွေဟာအခန်းထဲမှာထိုင်ပြီးလင်မိသားစုရဲ့ပျောက်ဆုံးနေတဲ့သမီးလေးကိုရှာဖွေနေတဲ့တဲ့ရင်ကိုကြည့်နေကြပါတယ်ကျိုးခွေရွှေကတော့လက်ကောက်လေးကိုပြပြီးဒီလက်ကောက်ကကျိုးဆောင်ရှိတဲ့လက်ကောက်ပါလင်မိသားစုကပျောက်ဆုံးနေတဲ့ဆွေမျိုးကို15နှစ်ကြာရှာဖွေခဲ့တဲ့အမှတ်သားပဲမင်းတို့မသိဘူးလားလို့ပြောလိုက်တာပေါ့ဟောက်တုံးကလည်းကျိုးဆောင်ရှိဆိုတဲ့တော်သူမလေးကိုပြောတာလားသူမကလင်မိသားစုရဲ့15နှစ်ကြာပျောက်ဆုံးနေတဲ့သမီးရင်းလားလို့မေးလိုက်ပါတယ်ကျိုးခွေရွှေကဟုတ်တယ်သူမကလင်မိသားစုရဲ့သမီးရင်းပဲငါသားလင်မိသားစုရဲ့သမီးဖြစ်ရင်ငါတို့ကျိုးမိသားစုချမ်းသာကြွယ်ဝလာမှာပဲလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအကို3ယောက်ဟာကျိုးမိသားစုရဲ့အခန်းထဲကိုရောက်လာခဲ့ကြပါတယ်အကိုကြီးလင်ဘိုယူကကျိုးခွေရွှေကိုနင်ကကျိုးမိသားစုရဲ့မွေးစားသမီးလားလို့မေးလိုက်ပါတယ်ကျိုးခွေရွှေကတော့ဟုတ်တယ်ကျမကကျိုးမိသားစုရဲ့မွေးစားသမီးပါလို့ပြန်ဖြေလိုက်ပါတယ်လင်ဘိုယူကကျိုးခွေရွှေကိုနင်ဒီလက်ကောက်ကိုမှတ်မိလားလို့မေးလိုက်ပါတယ်ကျိုးခွေရွှေကကျမငယ်ကလေးကဝတ်ဆင်ထားတာအခါမှမချုပ်ဘူးလို့ပြန်ဖြေလိုက်တာပေါ့လင်ချူယုံကဒါကမေမေပေးခဲ့တဲ့လက်ကောက်ပဲကျွန်တော်တို့ညီကိုတွေအားလုံးမှာတယောက်တစ်ချောင်းစီရှိတယ်နင်ကတကယ်ပဲငါတို့ရဲ့ညီမလေးလားလို့မေးလိုက်ပါတယ်လင်ချီယန်ကလည်းမင်းမင်းငါကနင့်ရဲ့အကောင့်ငယ်လို့ပြောလိုက်ပါတယ်လင်ဘိုယူကဒီလက်ကောက်ရဲ့နောက်ကျုံးမှာဘယ်စာလုံးကိုရေးထူထားလဲလို့မေးလိုက်ပါတယ်ကျိုးခွေရွှေကတော့ကျမအမြဲတမ်းဝတ်ဆင်ထားတာဆိုတော့တတိမထားမိဘူးလို့ပြန်ဖြေလိုက်တာပေါ့လင်ဘိုယူကနင်ကတော်တော်ရဲရင်တာပဲလင်မီသားစုရဲ့သမီးဖြစ်ထန်ဆောင်ရဲတယ်လို့ပြောလိုက်ပါတယ်ကျိုးခွေရွှေကတော့ကျမမှာအကိုကြီးမရှိဘူးအကိုကြီးကကျမညီမကိုကြောက်အောင်လုပ်လိုက်ပြီးထွက်သွားဒီလက်ကောက်ပေါ်ကစာလုံးကဆိုတာကျမသိတယ်ဘာလို့လဲဆိုတော့ဒါကကျမရဲ့လက်ကောက်ပဲလို့ပြောလိုက်တာပေါ့လင်ချူယုံကနင်းလိမ့်နေလားနင်ဘာလို့ဒီမှာရှိနေရတာလဲလို့ပြောလိုက်ပြီးကျိုးခွေရွှေရဲ့လက်ထဲကလက်ကောက်ကိုဆွဲယူလိုက်ပါတယ်ကျိုးဆောင်ရှိကတော့ဒီလက်ကောက်ကမိမိကျမကိုပေးခဲ့တာကျမ15နှစ်ကြာဝတ်ဆင်ခဲ့တာဘာလို့နင့်လက်ထဲမှာရှိနေရတာလဲလို့ပြောလိုက်ပါတယ်လင်ဘိုယူကပါနင်ကငါတို့ရဲ့ညီမအရင်လားလို့မေးလိုက်ပါတယ်ကျိုးမိခင်ကတော့ဒီကောင်မလေးကငငယ်ကလေးကလိန်ပြောတတ်တယ်ပြီးတော့လက်တွေခြေထောက်တွေလည်းမတတ်ဘူးဒီလက်ကောက်ကခွေရွှေဝတ်ဆင်ထားတာဒါပေမဲ့ကျိုးဆောင်ရှိကအမြဲတမ်းကိုးယူပြီးဆိုတယ်ဒါကြောင့်သူမကအဲ့ဒီစာလုံးကိုမှတ်မိနေတာလို့ပြောလိုက်ပါတယ်ကျိုးဆောင်ရှိကတော့နင်ဘာတွေပြောနေတာလဲလို့မေးလိုက်ပါတယ်ကျိုးမိခင်ကလင်တခင်လေးကျမတို့ရဲ့ကျိုးဆောင်ရှိကငငယ်ကလေးကလိန်ပြောတတ်တယ်ပြီးတော့လက်တွေခြေထောက်တွေလည်းမတတ်ဘူးဒီလက်ကောက်ကခွေရွှေဝတ်ဆင်ထားတာဒါပေမဲ့ကျိုးဆောင်ရှိကအမြဲတမ်းကိုးယူပြီးဆိုတယ်ဒါကြောင့်သူမကအဲ့ဒီစာလုံးကိုမှတ်မိနေတာလို့ပြောလိုက်ပါတယ်ကျိုးခွေရွှေကအကိုကြီးသူပြောတာမလို့ပါနဲ့ကျမငငယ်ကလေးကအကိုကြီးရဲ့ပစ္စည်းတွေကိုလူယူခဲ့တယ်အခုတော့ကျမရဲ့ပျောက်ဆုံးနေတဲ့အကိုတွေကိုပါလူယူတော့မလို့လားကျမမလိမ်ဘူးဒီလက်ကောက်ကကျမရဲ့လက်ကောက်ပဲလို့ပြောလိုက်ပါတယ်လင်ချီယန်ကတော်ကြပါတော့မင်းတို့မငင်းကြပါနဲ့တော့အကိုကြီးကျွန်တော်တို့နန်စစ်ဆေးမှုလုပ်တင်တယ်သူတို့တဲကဘယ်သူမဆိုလဲရင်တစ်သက်လုံးထောင်ထဲမှာနေရလိမ့်မယ်လို့ပြောလိုက်ပါတယ်လင်ချူယုံကလည်းအိမ်တော်ထိန်ကျန်းတွေးနမူနာယူလို့အမိတ်ပေးလိုက်ပါတယ်အိမ်တော်ထိန်ကျန်းကကျိုးခွေရွှေနဲ့ကျိုးဆောင်ရှိတို့ရဲ့လက်ချောင်းတွေကနေတွေးနမူနာယူလို့ယူလိုက်ပါတယ်လင်ဘိုယူကညအဖြစ်ထွက်လာရင်ငါညီမလေးကိုပြန်ပေါ်လာမယ်လို့ပြောလိုက်ပါတယ်ကျိုးဆောင်ရှိကတော့လင်ဘိုယူရဲ့အင်ဂျီကိုစုပ်ကင်ထားပြီးအကိုကြီးအကိုလက်အကုန်ငယ်ဘလို့လုပ်ရင်ကျမကမင်းတို့ရဲ့ညီမအရင်ပါလို့ပြောမလဲလို့ပြောလိုက်တာပေါ့ကျိုးမိခင်နဲ့ကျိုးခွေရွှေတို့ဟာနာအဖြစ်ကိုစိုးရင်တကြီးစောင့်မျှော်နေကြပါတယ်ကျိုးမိခင်ကဟောက်တုံးဘလို့လုပ်ရမလဲတဲ့အဖြစ်ထွက်လာရင်ငါတို့အဆက်ကွဲရတော့မယ်လို့ပြောလိုက်ပါတယ်ကျိုးခွေရွှေကလည်းဒီကောင်မလေးတောင်းတယ်သူမတာမရှိရင်လင်မီသားစုကနင်ကအတူဆိုတာဘလို့လုပ်သိမှလဲလို့ပြောလိုက်တာပေါ့ဟောက်တုံးကတော့နင်တို့မစိုးရင်ကြနဲ့လင်မီသားစုရဲ့အိမ်တော်ထိန်ကျန်းကငါရဲ့ကူလေးလက်ပဲသူကငါတို့ကိုကူညီမှသိချတယ်လို့ပြောလိုက်ပါတယ်ကျိုးခွေရွှေကလည်းကောင်းပြီလင်မီသားစုရဲ့တမီးကငါပဲဖြစ်ရမယ်လို့ပြောလိုက်ပါတယ်ကျိုးမိခင်ကကျိုးဆောင်ရှိကိုနင်ကဘာလို့ဒီတဲကိုဝင်လာတာလဲငါတို့ရဲ့ကျိုးခွေရွှေကလင်မီသားစုရဲ့တမီးဖြစ်တော့မှနင်ကအရာအလုံးကိုဖျက်ဆီးလိုက်ပြီလို့ပြောလိုက်ပါတယ်ကျိုးဆောင်ရှိကတော့မေမေခွေရွှေကမေမေရဲ့တမီးရင်းမယ်သူမကဘယ်လိုလုပ်လင်မီသားစုရဲ့တမီးဖြစ်နိုင်မှာလဲကျမကကျမမိသားစုကိုရှာနေတာကိုမေမေအမြဲတမ်းသိနေတာပဲဘာလို့ခွေရွှေကိုစားထိုးခွင့်ပြုတာလဲလို့ပြောလိုက်ပါတယ်ကျိုးမိခင်ကလင်ကဘာတူအမေလဲလင်ကတွေးမဆက်တဲ့တောသူမလေးတယောက်ကိုလင်မီသားစုရဲ့တမီးဖြစ်နေလဲနင်းနဲ့မထိုက်တန်ဘူးလို့ပြောလိုက်ပါတယ်ကျိုးမိခင်ကကျိုးဆောင်ရှိရဲ့ခီးဆောင်အိတ်ထဲကအဝတ်စားတွေကိုအပြင်ကိုဆွဲထုတ်ပြီးနင်းရဲ့အမိုက်တွေကိုယူပြီးထွက်သွားနင်ကကျိုးမိသားစုရဲ့မွေးစားသမီးလို့ထပ်ပြောရရင်ငါနဲ့ပါဇက်ကိုဆွဲပြဲပြစ်မယ်လို့ပြောလိုက်ပါတယ်ကျိုးဆောင်ရှိကတော့ကျိုးမိသားစုစားသမျှတောက်သမျှအားလုံးကကျမရှာထားတဲ့ပတ်စံတွေရှင်တို့နေတဲ့အိမ်ကိုတော့ကျမဝယ်ပေးထားတာအခုတော့ကျမကိုထွက်သွားခိုင်းနေပေါ့လို့ပြောလိုက်ပါတယ်ကျိုးမိခင်ကတော့နင်ကငါတို့ကျိုးမိသားစုလမ်းဘေးကကောက်ယူထားတဲ့ပြိမလေးတစ်ကောင်ပဲဒါတွေအားလုံးကနင်ငါတို့ကိုပေးဆက်ရမယ့်အကျိုးတွေပဲလို့ပြောလိုက်တာပေါ့အိမ်တော်ထိန်ကျန်းကလင်ချီယန်ကိုဒန်စစ်ဆေးမှုအဖြေစာရွက်ကိုပေးလိုက်ပါတယ်
လင်ချီယန်ကစာရွက်ကိုဖတ်ပြီးကျိုးဝေရွှေကကျွန်တော်တို့ရဲ့ညီမအရင်ဖြစ်ပုံမရဘူးဒါပေမဲ့အဖေနဲ့အမေကသွေးမျိုးစားဖြစ်ပြီးကျိုးဝေရွှေကသွေးမျိုးစားဖြစ်နေတာဘာလို့လဲလို့ပြောလိုက်ပါတယ်လင်ချီယန်ကစာရွက်ကိုဖတ်ပြီးကျိုးဝေရွှေကကျွန်တော်တို့ရဲ့ညီမအရင်ဖြစ်ပုံမရဘူးဒါပေမဲ့အဖေနဲ့အမေကသွေးမျိုးစားဖြစ်ပြီးကျိုးဝေရွှေကသွေးမျိုးစားဖြစ်နေတာဘာလို့လဲလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့လင်ချီယန်ကကျိုးဆောင်ရှိကိုနင်ကလင်မီသားစုရဲ့ပျောက်ဆုံးနေတဲ့သမီးရင်းပဲလို့ပြောလိုက်ပါတယ်ကျိုးဆောင်ရှိကတော့လင်ပိုလူရဲ့အင်ဂျီကိုစုပ်ကန်ထားရင်းကိုကျွေးနေပါတယ်ကို၃ယောက်ဟာနောက်ဆုံးတော့သူတို့ရဲ့ညီမလေးကိုပြန်တွေ့ခဲ့ရပါပြီ